ဟုတ်ပါနောက်ထပ်စိတ်ဝင်စားတဲ့အကောင်းတဲ့ဖြော်ပြမှုစီစဉ်လေးကတော့ KGN ကတသားလေးရနေပြီးတော့ကိုဘီအေးဆိုတဲ့အချင်းလေးကားပြပေးမှာပဲဖြစ်ပါတယ်ကိုဘီအငယ်လေးကိုဘီအငယ်လေး